ချမ်းသာတဲ့ခရိုနီတထေးကြီးနဲ့အိမ်အောင်ကြသွားပေမဲ့အချစ်မခံရတဲ့မင်းသမီးအီချောဘူဒိုဒန်နည်းဆိုရဲ့ပရိသတ်များအားလုံးမင်္ဂလာပါအီချောဘူလို့ကြားလိုက်တာနဲ့ကြီးမားဖွံ့ဖြိုးပြီးလှပတဲ့တင်မကြီးတွေနဲ့ပူရီသားတို့ရဲ့အသေးကိုချုပ်ကင်ထားခဲ့တဲ့ထိတ်တန်းမင်းသမီးတက်လက်ဆိုတာအားလုံးသိကြမှာပါနင်းစီအဖွဲ့ရဲ့ပင်နာမင်းသမီးဖြစ်တဲ့အပြင်နင်းစီအဖွဲ့ရဲ့ဟာသာလူရှင်တော်မင်းသားတွေကတော့မြမစက်မှုစုံထုတ်ထွန်ဆက်ကြီးလို့စနောက်ခဲ့ကြပါတယ်အကြောင်းကတော့စက်မှုစုံထုတ်ထွန်ဆက်ကြီးတွေဟာနောက်ဘိန်းတွေကအလွန်ကြီးနေတာကြောင့်ဖြစ်ပါတယ်2023ခုနှစ်မှာတော့ပူရိသပရိသတ်တွေရဲ့အသေးကိုခွဲပြီးစားနဲ့ပါပတ်ခဲ့တယ်လို့ဖြစ်ခဲ့ရပါတယ်အကြောင်းကတော့သူမနဲ့၄နှစ်ကြာတွဲခဲ့တဲ့တထေးကြီးမိုးဆက်မုံနဲ့လက်ထပ်သွားလို့ပဲဖြစ်ပါတယ်ကံကောင်းတဲ့မိုးဆက်မုံကတော့မြန်မာမျိုးသားတူကြီးရဲ့စိတ်ကူးနဲ့အိမ်မက်ကိုလက်တွေ့အကောင့်ထဲဖော်နိုင်ခဲ့သူပဲဖြစ်ပါတယ်လက်ထပ်ပွဲကိုလည်းခင်မွန်းဖြစ်သူအလိုကျချင်းဝစ်စုံကိုသာဝစ်ဆင်ပြီးကျင်းပခဲ့ရပါတယ်အိမ်အောင်ကြပြီးတဲ့နောက်မှာအီချောဘူဟာခင်မွန်းဖြစ်သူကိုးကွယ်တဲ့ခရစ်ယာန်ဘာသာတဲကိုဝင်ရောက်သွားခဲ့ရပါတယ်အခုချိန်မှာတော့အီချောဘူဟာအပြင်ပိုင်းကြည့်ရင်တော့ချမ်းသာကြွယ်ဝပြီးအိမ်တော်ကြီးကံကောင်းတဲ့တရေကြော်ကြီးဖြစ်မြင်တွေ့ရနေပေမဲ့တကယ်တမ်းလက်တွေ့မှာတော့သူမအမျိုးသားဟာသူမအပေါ်မကျင်တာပဲအမြဲတမ်းပြစ်ရှာနေပြီးလူရှိသူရှိမှတော့လေတံမာနဲ့ပြောဆိုသူတယောက်ပါတဲ့ကလေးကဝယ်စိတ်လာထိုးတဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကိုပရိသတ်တူပြောပြတာကတော့အမျိုးသားကစကားလေးတစ်ခုပြောရင်တော့အီချောဘူခမရမှာခေါင်းလေးငုံကန်နဲ့မျက်နှာငယ်လေးဖြစ်ကနေခဲ့ရပါတယ်တဲ့ပွဲများတက်ဖို့ဖိတ်ကြားခံရရင်လည်းအီချောဘူဟာခင်မွန်းရှိပေမဲ့တယောက်တည်းပဲပွဲတက်ရတာများပါတယ်ဒီအချက်တွေကိုသုံးသပ်ကြည့်ရရင်ပရိသတ်တွေရဲ့ချစ်တော်အီချောဘူဟာဒါချမ်းမြေတဲ့မိသားစုကိုပိုင်ဆိုင်ထားတယ်လို့ထင်ရပေမဲ့လက်တွေ့မှာတော့ခင်မွန်းဖြစ်သူအလိုကျနေထိုင်ရင်ဘဝကိုဖျက်ဆီးနေရတယ်ဆိုတာပေါ်လွင်နေတာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ